မင်္ဂလာပါခင်ဗျာဗမာအတန်ရေဒီယို Burmese Voice Radio ရဲ့သတင်းအစီအစဉ်မှာကြိုဆိုပါရစေဒီကနေ့2026ခုနှစ်ဧပြီလ8ရက်နေ့အတလပြည်တွင်းပြည်ပအရေးကြီးသတင်းများကိုတစုတစည်းတဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖတ်စစ်ကောင်ဆောင်မဲအွန်လိုင်းသည်ဝန်ကြီးဌာန30ခုအတလဝန်ကြီး33ဦးကိုခန့်အပ်ခဲ့ပြီးရခိုင်လူဟောင်းများနဲ့၎င်းအားတစ္ဆာခံသည့်စစ်ဗိုလ်ချုပ်ဟောင်းများကိုသာအဓိကထရွေးချယ်ခဲ့သည်ဟုသိရပါတယ်အထူးသဖြင့်တရုတ်နိုင်ငံဆိုင်ရာတန်အမတ်ဟောင်းဦးတင်မောင်ဆွေကိုနိုင်ငံခြားဝန်ကြီးအဖြစ်ခန့်အပ်လိုက်ခြင်းသည်စောင့်ကြည့်ရမည့်အပြောင်းအလဲတစ်ခုဖြစ်နေပါတယ်ရှမ်းမြောက်ဒေသတွင်လည်း KIO ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့်အဖွဲ့သည် KIA တပ်စခန်းများသို့တွားရောက်စစ်ဆေးခဲ့သည်မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် TNLA, MNDAA နှင့် SSPP, SSA တို့နှင့်တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်းသတင်းများထွက်ပေါ်နေပါတယ်မွန်ပြည်နယ်ကြိုက်ထူမြို့နယ်တွင်စစ်တပ်ထောက်ခံသူငါးမင်းဆွေကိုဖမ်းဆီးရာတွင်၎င်းကအလောင်းပဲရမည်ဟုလူမှုကွန်ရက်မှတဆင့်ပြောဆိုခဲ့ပြီးရခိုင်ကလည်းထောင်ဒဏ်ချမှတ်ခံရဘူးသူဖြစ်ကြောင်းသိရပါတယ်။မဲအွန်လိုင်းပြင်ဦးလပင်တို့ရောက်ရှိနေခြင်းနဲ့တူရိုင်နာမြို့ပေါ်ရှိမေဇင်ရွှေရနာဆိုင်တွင်လက်နက်လူရက်မှုဖြစ်ပွားခဲ့ပြီးရွှေတဲ့ပစီ40ခန့်ပါသွားသလိုတအုပ်ကိုဖမ်းဆီးရမည်ထားကြောင်းသိရပါတယ်။စစ်ရေးအခြေအနေများအရမျိုးရီမြို့နယ်ဝေါ်လီဗျူဟာကုန်းတွေတိုက်ပွဲများဆက်လက်ပြင်းထန်နေသည့်အချိန်ဒေါ်လာနေပူပေါတပ်ဖွဲ့များကကာကင်းစခန်းအချို့ကိုသိမ်းပိုက်ထားနိုင်ပြီးဖြစ်ပါတယ်။နိုင်ငံတကာ၏ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များတိုးမြင့်လာနိုင်ကြောင်းနဲ့ရဲအတွက်ပြင်ဆင်ထားရန်လိုအပ်ကြောင်းသတိပေးချက်များထပ်ပေါ်လာပြီးမင်းအောင်လှိုင်သမရရာထူးယာယူခြင်းသည်အခြေအနေများကိုပုံမပြင်းထန်စေနိုင်ချက်ကိုခန့်မှန်းထားကြပါတယ်။နိုင်ငံရေးဆိုင်ရာပြောဆိုမှုများအတွင်ဒေါအောင်ဆန်းစုကြည်အပေါ်ပြင်းထန်သည့်ဝေဖန်ပြောဆိုမှုများထပ်ပေါ်လာပြီးပြည်တွင်းနိုင်ငံရေးတင်းမာမှုများဆက်လက်မြင့်တက်နေပါတယ်။မင်းအောင်လှိုင်ပြီးသားစုများ၏နိုင်ငံခြားတွင်ယင်းနှိမ့်မြင့်နှံမှုများအပေါ်နိုင်ငံတကာမှစောင့်ကြည့်မှုများတိုးလာနေပြီးပိတ်ဆို့အရေးယူစီရင်တွင်ထည့်သွင်းရန်တောင်းဆိုမှုများရှိနေပါတယ်။တနင်္သာရီတိုင်းရေဘူးမြို့နယ်တွင်တိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ကာကင်းစခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့သလိုပလောနှင့်တောင်တာမြို့နယ်များတွင်လေကြောင်းတိုက်ခိုက်မှုများကြောင့်အရာသားထိခိုက်ဒေဆုံးမှုများဖြစ်ပွားခဲ့ပါတယ်။နေပြည်တော်နှင့်မိတီလာမြို့များတွင်လည်းမိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့်အဆောက်အဦများပျက်စီးခဲ့ရပါတယ်။ကားဟောင်းများအပြန်ခိုက်မှုနဲ့ EV ကားများအသုံးပြုခိုင်းမှုအပေါ်ပြည်သူများနဲ့ကျွမ်းကျင်သူများကဝေဖန်မှုများမြင့်တက်နေပြီးမိသားစုအကျိုးစီးပွားနဲ့ဆက်နွယ်နေကြောင်းထောက်ပြနေကြပါတယ်။မြို့နယ်အုပ်ချုပ်ရေးတွင်စစ်တပ်ဗိုလ်မှူးများအာဏာယူထားကြောင်းကအရာသားအုပ်ချုပ်ရေးစနစ်များအားနည်းလာကြောင်းလည်းသိရပါတယ်။ Federal Democracy အတွက်တော်လှန်ရေးအင်အားစုများဆက်လက်လက်တွဲဆောင်ရွက်သွားမယ်ထက်ကြောင်းထုတ်ပြန်ချက်များထပ်ပေါ်လာပါတယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်တွင်စစ်သားတို့လက်နက်အထူတော်လှန်ရေးဘက်သို့ဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။တာရှိလိတ်မြို့နယ်တွင်အွန်လိုင်းလိမ်မိုက်မှုဂုဏ်တကူကိုဖမ်းဆီးရာတွင်နိုင်ငံသားများပါဝင်နေကြောင်းသိရပါတယ်။ရခိုင်ပြည်နယ်နှင့်စကိုင်းတိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပြီးအရာသားနေအိမ်များပျက်စီးမှုများရှိနေပါတယ်။နိုင်ငံတကာသတင်းများအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်အီရန်အပေါ်တိုက်ခိုက်မှုအစီအစဉ်ကိုပါကစ္စတန်ဘက်မှကြွားဝဲညှိနှိုင်းမှုကြောင့်နှစ်ပတ်ကြာဆိုင်းဝဲရန်သဘောတူခဲ့တော်လဲအီရန်ဘက်မှဟော်မုရေလက်ကျပြန်ဖွင့်ရန်တောင်းဆိုမှုများဆက်လက်ရှိနေပါတယ်။ဗီယက်နမ်နိုင်ငံတွင်ကွန်မြူနစ်ပါတီအထွေထွေအနည်းငယ်ချုပ်တိုလန်ကိုနိုင်ငံတော်သမ္မတအဖြစ်တင်မြှောက်လိုက်ပြီးပါတီနှင့်နိုင်ငံတော်အာဏာနှစ်ရပ်လုံးကိုတအုပ်တည်းထိန်းချုပ်နိုင်သည့်အခြေအနေတစ်ခုဖြစ်ပေါ်လာပါတယ်။အိန္ဒိယနိုင်ငံမဏိပူပြည်နယ်တွင်လူမျိုးရေးပဋိပက္ခများပြန်လည်ဖြစ်ပွားပြီးလူသေဆုံးမှုများရှိလာကြောင်းအာဏာပိုင်များကအင်တာနက်နှင့်မိုဘိုင်းဒေတာများကိုယာယီပိတ်ပန်းထားကြောင်းသိရပါတယ်။ယူကရိန်းနဲ့ရုရှားကြားအပိတ်ခတ်ရေးဆက်ဆံရေးစ조사မှုများရှိနေတော့လေတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပြီးနှစ်ဖက်လုံးတွင်သေဆုံးဒဏ်ရာရသူများဆက်လက်ရှိနေစေပါပဲ။အမေရိကန်နဲ့အီရန်အကြားယာယီအပိတ်ခတ်ရေးသဘောတူညီချက်ရရှိလာခဲ့တဲ့နောက်ကမ္ဘာရင်းနှီးစင်းတို့များကျဆင်းခဲ့ပြီးစတော့ဈေးကွက်များပြန်လည်တိုးတက်လာကြောင်းသိရပါပဲ။ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်တင်သွင်းသည့်ဆုံးဖြတ်ချက်တရက်ကိုရုရှားနဲ့တရုတ်နိုင်ငံတို့သာဗီတိုအာဏာကိုအသုံးပြုပြီးပယ်ချခဲ့ကြောင်းနိုင်ငံတကာတင်းမာမှုများဆက်လက်ရှိနေပါတယ်။ယူကရိန်းစစ်ပွဲတွင်နိုင်ငံခြားတိုက်ခိုက်သမားများတေဆုံးမှုများလည်းတိုးလာနေကြောင်းသိရပါတယ်။နိုင်ငံတကာသတင်းများအနေနဲ့အမေရိကန်နဲ့အီရန်အကြားအပစ်ခတ်ရေးရရှိလာခဲ့ခြင်းကိုအောင်မြင်ချက်တရအခိကြေညာထားပြီးယူကရိန်းနဲ့ရုရှားပဋိပက္ခများလည်းဆက်လက်ပြင်းထန်နေပါတယ်။တရုတ်နဲ့ထိုင်ဝမ်အကြားနိုင်ငံရေးလှုပ်ရှားမှုများနဲ့ဗီယက်နမ်နိုင်ငံ၏အာဏာဖရစီပြောင်းလဲခြင်းများသည့်ဒေသတွင်းအရေးကိန်းများအတွက်စုံကြည့်ရမည့်အချက်တွေဖြစ်နေပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့တွေကတော့ဗမာအသံရေဒီယို BVR မှစွတ်စည်းတင်ဆက်ပေးခဲ့တဲ့ဒီနေ့တဲ့အရေးကြီးသတင်းများပဲဖြစ်ပါတယ်။မူပါကီသူများအနေနဲ့မှန်ကန်တဲ့သတင်းအချက်အလက်များကိုအချိန်နဲ့တပြိုင်နက်သိရှိနိုင်ဖို့အတွက် BVR YouTube Channel ကို Subscribe လုပ်ပြီး Notification Bell ကိုနှိပ်ထားကြဖို့အထူးဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
ဗမာတန်ရေဒီယိုဟာပြည်သူအတန်းကိုဖော်ပြနေတဲ့နေရာတစ်ခုဖြစ်ပါတယ်နောက်ထပ်သတင်းအစီအစဉ်များမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးပဲဘေးရန်ကင်းကွာပြီးကျမ်းမာချမ်းသာကြပါစေ